ဒီနေ့ reading လေးကတော့ကိုယ့်ရဲ့စိတ်ထဲမှာစိုးရိမ်စရာကိစ္စတွေရှိနေတာဒါမှမဟုတ်လို့ရှင်ဒီတယောက်ယောက်နဲ့ပတ်သက်ပြီးတော့ဝေခွဲမရဖြစ်နေတာမျိုးအဲ့လိုခံစားချက်တွေရှိနေတယ်ဆိုလို့ရှိရင်အဲ့လိုလူတွေအတွက်ဒီနေ့ reading လေးပေါ့နော်ဖတ်ပြီးတော့မှဖြစ်ပါတယ်ဒီ reading လေးက collective reading လေးဖြစ်ပါတယ်အဲ့အတွက်ကြောင့်လူတိုင်းနဲ့တော့ energy ကိုက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုနဲ့ energy ကိုက်တယ်ဆိုရင်ဒီ reading လေးကိုဆက်ပြီးတော့ကြည့်နိုင်ပြီးတော့ကိုနဲ့ energy မကိုက်ဘူးထင်လို့ရှိရင်ကိုယ့်ရဲ့ရွေးချယ်မှုအတိုင်းပေါ့နော်အဲ့ပထမဆုံးဒီ the moon card ပေါ့နော်အဲ့ the moon card ကိုကြည့်မယ်ဆိုလို့ရှိရင်ကိုကအခုချိန်မှာကိုယ့်ရဲ့ဘဝမှာလက်ရှိလမ်းပြောင်းနေတယ်လို့မျိုးမြူတွေဖုံးနေတယ်လို့မျိုးပေါ့နော်တခုခုကိုမြင်နေရပြီမဲ့သိချာမသိနေဘူးပေါ့နော်လမ်းကိုမြင်နေရပြီမဲ့ဘယ်ဆက်သွားမှမသိအဲ့လိုခံစားချက်မျိုးပေါ့နော်အလင်းရောင်တော့ရှိရဲဒါမဲ့သိချာကွဲကွဲပြားပြားတော့မမြင်ရသေးဘူးဆိုတဲ့ခံစားချက်မျိုးပေါ့နော်အဲ့အခြေအနေနဲ့ပတ်သက်လို့ရှိရင်လည်းတစ်ဖက်လူကကိုယ့်အပေါ်မှာတကယ်အလေးနဲ့ထားတာဟုတ်လားမဟုတ်လားကို तू ကလုံးဝမချစ်ဘူးဆိုတာတော့မဟုတ်ဒါပေမဲ့ तू ကိုတကယ်ချစ်တာလားဆိုတော့လည်းမသေးချာဘူးဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးနည်းနည်းဒွိရဖြစ်နေတာမျိုးနောက်ပြီးတော့တကူကူ तू ကကိုယ်ဖုံးကွယ်ထားတယ်လို့ခံစားနေရတာမျိုးအဲ့လိုတန်တရားရှိနေတာမျိုးပေါ့နော်စိုးရင်စိတ်တွေရှိနေတာမျိုးနောက်ပြီးတော့ဒီ the moon ဖြစ်တဲ့အတွက် intuition နဲ့ပတ်သက်ပြီးတော့လည်းကိုယ့်ရဲ့ဒီ intuition အလိုလိုသိစိတ်ပေါ့နော်အဲ့ဒီစိတ်ကနေပြီးတော့ကိုတကူကူသတိပေးနေရဆိုတာမျိုးကိုခံစားနေရတယ်အဲ့လိုမျိုးခံစားချက်တွေရှိနေရနောက်ပြီးတော့ညဘက်တွေအတွေးတွေများပြီးတော့အိတ်မပျော်တာအဲ့လိုအခြေအနေမျိုးတွေမှာကြုံနေရတဲ့လူမျိုးဖြစ်နိုင်တယ်ဒါမဲ့တိကျသတိထားကြည့်မယ်ဆိုရင်ဒီthe moon ကိုမှကြည့်မယ်ဆိုရင်လုံးဝမောင်တာမဟုတ်ဘူးပေါ့လေတခါတလေကြားလို့ရှိရင်လာရဲ့အလင်းအောင်လင်းလာလိပို့ပြီးတော့လမ်းကိုမြင်ရလိပေါ့နော်အဲ့တော့အခုချိန်မှာမှောင်နေရင်တော့မှလာကိုဒီလာရဲ့အလင်းရောင်ကကိုလမ်းပြပေးနိုင်မယ်ဆိုတာမျိုးပေါ့နော်အခုကြုံတွေ့နေရတဲ့မရေရာမှုတွေကမကြခင်မှာအမှန်တရားဖြစ်ပေါ်ပေါက်လာမယ်ဆိုတာမျိုးတဲ့အဲ့လိုနမိတ်မျိုးရှိရနောက်တစ်ခုကကြတော့ဒုတိယကတ်အနေနဲ့ three of cups ချလာတယ်ပေါ့နော်အဲ့တော့ဒီကတ်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာပျော်ရွှင်နေတာမျိုးနောက်ပြီးတော့ဒီလူတွေလည်းတခြားသူတွေလည်းရှိရတော့အဲ့တော့ကိုတယောက်တည်းရုန်းကန်နေရတဲ့အမောင်ထဲမှာရုန်းကန်နေရတဲ့ခက်ခဲတဲ့အချိန်တွေထီးကျန်တဲ့အချိန်တွေကပြီးဆုံးကုန်းဆုံးသွားပြီးတော့တဲ့ကိုစီကိုဒီကောင်းတဲ့စုံစည်းခြင်းတွေပျော်ရွှင်စရာကောင်းတဲ့အောင်ပွဲတွေနော်တွေ့ဆုံမှုတွေအဲ့ဒါတွေရောက်လာတော့မယ်ဆိုတာမျိုးတဲ့တွေ့ရပါတယ်နောက်ပြီးတော့ဒီကိုရဲ့အထီးကျန်နေတဲ့ခံစားချက်တွေအစားတငယ်ချင်းကောင်းတွေတောင်းပို့လို့ရှိရင်ကိုချစ်နေကိုတကယ်ချစ်ရတဲ့သူတွေနဲ့ပြန်ဆုံတွေ့ပြီးတော့ပျော်ရွှင်ရမယ်အဲ့လိုအချိန်လေးတွေတမိုးရှိအချိန်လေးတွေရောက်လာပါလိမ့်မယ်တဲ့နောက်တစ်ခုကကြတော့ကိုယ့်အတွက်မထင်မှတ်ထားတဲ့ပျော်ရွှင်စရာသတင်းကောင်းတစ်ခုခုပေါ့နော်အဲ့လိုမျိုးဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်အတွက်ဒီကိုယ့်ကိုပျော်ရွှင်စေမဲ့ဖိတ်ကြားမှုတစ်ခုခုအဲ့ဖိတ်ကြားမှုတစ်ခုခုကိုစီရောက်လာဖို့ရှိတယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့ဒီကနကကိုပေါင်းဆက်လိုက်မယ်ဆိုရင်ကိုအတွက်ပေးခြင်းတဲ့ message ကအမှန်တရားကိုမကြောက်နဲ့ဆိုတာမျိုးပေါ့နော်ကိုသိခြင်းနဲ့ဆိုရဲအလိုအပ်ချက်တွေကိုယ့်ရဲ့ကိုအတွက်တခုခုဖုံးကွယ်ထားတယ်လို့ခံစားနေရတဲ့အတွက်အမှန်တရားကပေါ်ပေါက်လာတဲ့အချိန်မှာပထမဆုံးကိုအံ့ဩသွားနိုင်တယ်ဒါပေမဲ့အဲ့ဒီနောက်မှာကိုကအရင်အထက်ဒီမှန်တရားကိုသိပြီးနောက်မှာကိုအရင်အထက်ပို့ပြီးတော့လွတ်လပ်သွားမယ်ပျော်ရွှင်သွားမယ်လို့ခံစားလိုက်မယ်အဲ့တော့ကိုဝိနာမှာနောက်တစ်ခုကကြတော့ကိုချစ်နေတဲ့သူတွေကိုတကယ်ချစ်တဲ့သူတွေမိသားစုတငယ်ချင်းတွေအများကြီးရှိနေသေးရဲ့ဆိုတာကိုလည်းဒီ reading လေးကနေပြီးတော့ message ပေးထားပါတယ်ဒီ reading လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်